ဒီနေ့ကကြတော့အဝင်းကဒီစာအုပ်ပေါ့နော်ဒီဝါအနေနဲ့နေ့တိုင်းဖတ်ပြတော့မှာဖြစ်ပါတယ်မဟုတ်ရင်ပေါ့နော်ဒီစာအုပ်အထူကြီးရောဝင်ကကောင်းအောင်ဖတ်ဖို့အတွက်ပြင်းနေဒီတော့ challenge အနေနဲ့ဒီနေ့ကကြတော့ day 1အနေနဲ့ဒီနေ့ I'm plot verb 10ပါရစေပါစေအကြောင်းကိုဖတ်ပြမှာဖြစ်ပါတယ် May I plus verb 10ပါရစေပါစေအကောင်ဘယ်မှာတောင်းလို့ရှိလဲဆိုရင်ဒါခွင့်ပြုချက်ခွင့်တောင်းစန္ဒပြုတဲ့နေရာမှာစုတောင်းမေတ္တာပို့တဲ့နေရာမှာအမြောက်ဝေတဲ့နေရာမျိုးမှာလည်းသုံးပါတယ်တွေ့ရတိတ်ပဲအားကြတော့တာပါစေမာပါစေအောင်ပါစေပိုင်ပါစေပိုင်ဆိုင်ပါစေရပါစေပါစေစသဖြင့်အကုန်လုံးပေါ့နော်စုတောင်းမေတ္တာပို့တဲ့နေရာမှာပို့ပြီးတော့ယဉ်ကျေးတဲ့အခါမှာပေါ့နော်ယဉ်ကျေးခြင်းနဲ့ခွင့်တောင်းလို့တဲ့အခါမှာ may I plus verb 10တောင်းပါတယ်ဒါဆိုရင်ဝင်နေတူတူလိုက်ကြည့်အောင်ပေါ့နော် English စကားပြောပြစေ May I speak English May I speak English ကျွန်တော်ဒီမှာခဏလောက်ထိုင်ပြစေ May I take a seat here May I take a seat here ခင်ဗျားကိုထပ်တောင်းပန်ပြစေ May I request you again May I request you again ရေတစ်ခွက်လောက်တောက်ပြစေလား May I drink a cup of water May I drink a cup of water မေးခွန်းနဲ့မေးပြစေ May I ask any question May I ask any question ကိုမေကိုချစ်ပြစေ May I love you May I love you ကိုမေကိုအားကိုးပြစေ May I rely on you May I rely on you ဝင်လာပြစေ May I coming May I coming မိဖွင့်ပြစေ May I switch on the light May I switch on the light မိပိတ်ပြစေ May I switch off the light May I switch off the light သူနဲ့ဆွေးနွေးပြစေသူတို့နဲ့ဆွေးနွေးပြစေ May I discuss with them May I discuss with them တကားကိုဟာဟာလေးဖွင့်ထားပြစေ May I open the door slightly May I open the door slightly သူမထပ်ပြီးအကောင်းဆုံးစူးစမ်းပြစေရော May I try my best again May I try my best again သူမကိုကျွန်တော်ကူညီပြစေ May I help her May I help her ခဏလောက်မေးပြစေ May I take a nap now May I take a nap now ကျွန်တော်သူမထံဖုန်းဆက်ပြစေ May I call her up May I call her up May I call her up လို့ပြောလို့ရပါတယ်ဒီနေ့ကကြတော့ဒီလောက်ပါပဲနောက်နေ့မှဆက်ဖတ်ပြပါမယ်အဝင်းနဲ့တူတူလိုက်ပြီးတော့ဖတ်ကြည့်ကြပါအားလုံးကျေးဇူးတင်ပါတယ် bye